ကန်သာတာမြင့်သေးသောအလူခုနှစ်မျိုးမြတ်စွာဘုရားတတ်တော်ထင်ရှားရှိတဲ့အခါသူသင်ရဲ့တယောက်ဒီဘုရားရှင်အားဤသို့လျှောက်ထား၏ဘုန်းတော်ကြီးမြတ်သောမြတ်စွာဘုရားတပည့်တော်ဒီလူမှုရေး၌၎င်းစီးပွားရေး၌၎င်းမိသားစုရေး၌၎င်းဘာပဲလို့အသင်မပြေဖြစ်ကာကံနေနေပါသည်ဘုရားအဘယ်အကြောင်းကြောင့်ဤသို့ကံနေရပါသလဲဘုရားထိုအခါမှာဘုရားရှင်အားจิตသားသည်လွန်လေပြီးသောဘဝများ၌၎င်းလက်ရှိဘဝ၌၎င်းမပေးမလူပဲနေခဲ့ခြင်းကြောင့်အခုလိုဘာပဲလို့ကံနေခြင်းဖြစ်ပေ၏ထိုအခါမှာသူဆင်းရဲမြတ်စွာဘုရားရှင်ကိုဤသို့လျှောက်ထားပါれတပည့်တော်ဟာဆင်းရဲနှမ်းပါးသူတယောက်ပါဖေဟာထို့ကြောင့်မလုံမတန်းနိုင်ဖြစ်နေရပါ၏ထိုအခါမှာမြတ်စွာဘုရားရှင်ဟာသူဆင်းရဲအားဤသို့ဆုံးမတော်မူ၏ဆင်းရဲသားတွေလည်းလှူနိုင်တဲ့အလူတွေရှိပါ၏ချစ်သားနားထောင်ပြီလို့ချမ်းသာသူသာမကဆင်းရဲသူများပါလှူဒန်းနိုင်တဲ့အလူခုနှစ်မျိုးရှိပေ၏နံပါတ်1မျက်နာဟန်အမူအရာဖြင့်အလူဒါနပြုခြင်းလူတွေကိုအပြုံးနဲ့ဖော်ရည်စွာဆက်ဆံခြင်းဟာမျက်နာဟန်ပံအမူအရာဖြင့်အလူဒါနပြုခြင်းမည်ပေ၏နံပါတ်2နှုတ်ဖြင့်အလူဒါနပြုခြင်းအားပေးစကားနှစ်သိမ့်စကားချီးကျူးစကားညတာစကားနှွေးထွေးသောစကားများပြောဆိုခြင်းအားလည်းနှုတ်ဖြင့်အလူဒါနပြုခြင်းမည်ပေ၏နံပါတ်3စိတ်ဖြင့်အလူဒါနပြုခြင်းမိမိစိတ်တကားကိုဖွင့်ရဖြူစင်သောစိတ်ထားဖြင့်သူတစ်ပါးကိုပွင့်လင်းရိုးသားစွာဆက်ဆံပေးခြင်းဟာလည်းစိတ်ဖြင့်အလူဒါနပြုခြင်းမည်ပေ၏30ပုံအတွင်းမှာရှိတဲ့လူနတ်ပင်မာတတ္တဝါတို့ဟာစိတ်ထဲအနေမေတ္တာပို့ပေးခြင်းမေတ္တာသို့ရုပ်ဖတ်ပူဇော်ပေးခြင်းတွေဟာလည်းစိတ်ဖြင့်အလူဒါနပြုခြင်းမည်ပေ၏ချက်သားနံပါတ်4အမြင်ဖြင့်အလူဒါနပြုခြင်းကောင်းသောစေတနာကောင်းသောအမြင်တွေနဲ့သူတစ်ပါးရဲ့ကောင်းကွက်တွေကိုကြည်ပေးခြင်းဟာအမြင်ဒါနဖြင့်အလူပြုခြင်းမည်ပေ၏နံပါတ်5ကာယလိုအားဖြင့်အလူဒါနပြုခြင်းမိမိပတ်ဝန်းကျင်မှာရှိနေတဲ့လူမှုလုပ်ငန်းတွေနဲ့အလူဒါနတွေမှာကာယလိုအားနဲ့ပါဝင်လှုပ်ဆောင်ပေးခြင်းတွေဟာလည်းကာယဖြင့်အလူဒါနပြုခြင်းမည်ပေ၏နံပါတ်6နေရာထိုင်ခင်းအလူဒါနပြုခြင်းခရီးတစ်ခုကိုသွားတဲ့အခါလေစီးကားစီးရတာမျိုးကြုံတဲ့အခါမိမိရနေတဲ့နေရာထိုင်ခင်းကိုအုံမင်းမစွမ်းတဲ့သူတွေကိုယ်ဝင်ရှိနေတဲ့သူတွေကလေးတငယ်တွေကိုဦးစားပေးပြီးနေရာထိုင်ခင်းပေးခြင်းဟာလည်းနေရာထိုင်ခင်းဖြင့်အလူဒါနပြုခြင်းမည်ပေ၏နံပါတ်9နေအလူဒါနပြုခြင်းမိမိပိုင်ဆိုင်ရာအိမ်နေရာကိုခရီးသွားတို့အား၎င်းမောပန်းနွမ်းနယ်သူတို့အား၎င်းခဏဒါနကိုဝင်ပြုခြင်းဟာလည်းနေအလူဒါနပြုခြင်းမည်ပေ၏ချက်သားထို့သောပေးကမ်းလူဒန်းတတ်သောအကျင့်သီလကောင်းသူတို့နောက်သို့ကံကောင်းခြင်းသည်လည်းတောက်လျှောက်လိုက်ပါလေရှိပေ၏အနည်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်မြတ်စွာဘုရားဟောကြားတော်မူတဲ့ကံသာတာမြင့်စေတဲ့အလူခုနှစ်မျိုးကတော့နံပါတ်1ပြုံးရွှင်သောမျက်နှာနံပါတ်2ချိုသာသောစကားနံပါတ်3ဖြူစင်သောစိတ်ဓာတ်နံပါတ်4ကောင်းကွက်ကိုကြည်ပေးတတ်ခြင်းနံပါတ်5ကာယဖြင့်ကူညီပေးခြင်းနံပါတ်6ကြုံရင်ကြုံတဲ့နေရာမှာမိမိနေရာထိုင်ခင်းကိုဦးစားပေးခြင်းနံပါတ်9မိမိနေ၌ပင်မနွမ်းနယ်လာသူတို့အားခိတ္တတဲခုဝင်ပေးခြင်းတို့သည်ကံသာတာဝမြင့်တက်စေတဲ့လူတိုင်းလုံနိုင်တဲ့အလူဒါနခုနှစ်မျိုးဖြစ်ပါတယ်။ရေဘူးနဲ့ဖဏမပါရင်တွေကာမတိပေမီဒါနနဲ့သီလမပါရင်တေကာမတိပေလိမ့်မည်ဖြစ်ပေ၏